အချိန်သိမ့်မပေးရပဲမြန်ဆန်အိမ်မှာရှိတဲ့ပစ္စည်းလေးတွေနဲ့ကိုရီးယားထမင်းသုံးဘီဘင်ဘတ်လေးလှုပ်ရှားကြမယ်ဟယ်လိုဓမ္မအားလုံးမင်္ဂလာပါ Fresh Vlog ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့တော့အပြင်မထွက်ချင်တာနဲ့အိမ်မှာရှိတဲ့ဟာလေးတွေနဲ့ပဲကိုရီးယားထမင်းသုံးဘီဘင်ဘတ်လေးလှုပ်ရှားမယ်ပြီးတော့ကြက်သားပြားလေးကြော်မယ်နော်လုံနည်းလေးကတော့လွယ်ကူတယ်ဟင်းနုနယ်ရွက်ကိုရင်းနှွေးလေးဖြောပြီးတော့ရေအေးနဲ့ပြန်စိမ်ထားမယ်အရေလေးတွေကိုညှစ်ထုတ်ပါမယ်ပြီးရင်နန်းစီလေးရယ်စားလေးရယ်နဲ့နေပါမယ်ဟင်းနုနယ်လုတ်တယ်လို့မျိုးလေးပဲပဲပင်ပေါက်ကိုလည်းရင်းနှွေးလေးဖြောမယ်ရေအေးလေးနဲ့စိမ်ပြီးတော့အရေလေးညှစ်မယ်ပြီးရင်နန်းစီလေးရယ်စားလေးရယ်နဲ့နေထားပါမယ်နောက်တစ်ခုကတော့မုံလာဥနီလေးတွေကိုနန်းစီလေးနဲ့လော်ထားမယ်စားနည်းနည်းလေးထည့်ပါမယ်ကဲအခုတော့ထမင်းတုတ်တဲ့ထည့်ဖို့အသီးရွက်တွေ ready ဖြစ်နေပါပြီထမင်းပူပူလေးပေါ်မှာတင်လိုက်ရုံပဲပြီးတော့ကြက်ဥကိုဒီလိုမျိုးလေးအနစ်မကြအောင်လေးကြော်မယ်နော်ကဲထမင်းတုတ်ဖို့အတွက်တော့ ready ဖြစ်နေပြီထမင်းတုတ်မှာအဓိကမပါမဖြစ်ကတော့နန်းစီရဲ့ငရုတ်တီအနစ်ရဲ့ပါငရုတ်တီအနစ်ကိုတော့ကျွန်တော်ကရှာကထုတ်တဲ့ spicy sauce ကိုပဲအသုံးပြုထားပါတယ်ပြည်တွင်းထုတ်ကုန်ဖြစ်တဲ့အတွက်ကြောင့်မလို့ဈေးလက်သက်သာတဲ့ 185ml ကိုမှ9500ပါကဲဒါလေးကတော့ကျွန်တော်ကြော်တဲ့ကြက်သားပြားကြော်လေးပါကြက်ရင်ပုံသားကိုအပြားလေးလီးထုတ်ပြီးတော့စားရဲ့အရသာမုတ်ရဲ့ကြက်ဥရဲ့ထည့်ပြီးတော့နှက်ထားပါတယ်နှက်ထားတဲ့ကြက်သားပြားကိုအကြော်ကတ်မုတ်လေးနဲ့ကပ်ပြီးတော့စီပူပူလေးထည့်မှကြော်လိုက်ပါတယ်နောက်တစ်ခုကိုတော့အကြော်မုတ်လေးနဲ့ကပ်ပြီးတော့ကြော်ထားပါတယ်ကျွန်တော်ကကိုရီးယားထမင်းတုပ်လေးကိုကြက်သားပြားကြော်လေးနဲ့စားချင်လို့ထမင်းတုပ်လေးတွေကိုကြက်သားပြားကြော်လေးကိုညှက်ပြီးတော့ထည့်ထားပါတယ်ထမင်းတုပ်လေးကိုနယ်ရဲနဲ့ပဲစားချင်လို့တည်ကြလာပါတယ်ကြည့်ပါဦးဗျာတကယ်ကိုစားချင်စေရလေနော်ကဲစားကြပါအောင်ဗျာအရသာတော့ share ပဲအပြင်မှာတကူးတကသွားစားစရာမလိုတော့ငရုတ်သီးအနှစ်လေးရဲ့အချိုအဆက်အရသာလေးကတကယ်ကွက်တိပဲကင်ချီလေးနဲ့ပါတွဲစားလိုက်တော့အရသာရှိနေရပဲဒါလေးကတော့ကြက်သားပြားကြော်နဲ့စားဖို့အတွက်မယောနီးစ်ရဲ့ရှာကထုတ်တဲ့ spicy sauce ရဲ့နဲ့ရောဆန်နေရပါဒီ spicy sauce လေးကကိုကြိုက်တဲ့အကြော်အလှော်အကင်တွေနဲ့လည်းတွဲပြီးတော့စားသုံးလို့ရပါတယ်ကြည့်ပါဦးကြက်သားပြားကြော်လေးအကြီးကြီးပဲကြက်သားပြားကြော်လေးကို sauce လေးနဲ့တူစားမယ်ဒီရှာရဲ့ spicy sauce လေးကငရုတ်သီးအနက်အနေနဲ့ချက်ပြုတ်တဲ့နေရာတွေမှာလည်းအသုံးပြုနိုင်တယ်ချက်ပီတာ sauce ဖြစ်တဲ့အတွက်ကြောင့်မို့လို့အတုပ်တုပ်တဲ့နေရာမှာလည်းသုံးနိုင်တယ်ဘက်စုံအသုံးဝင်တဲ့ရှာရဲ့ spicy sauce ဆိုတော့ဒီဘူးလေးရှိုံနဲ့ကိုကြိုက်တဲ့အစားအစာတွေကိုပြင်ဆင်သုံးဆောင်နိုင်ပါတယ်နီးစပ်ရာကုံစုံဆိုင်တွေမှာအလွယ်တကူဝယ်ယူလို့ရပါတယ်အလုတ်ရှုပ်တာလည်းမကြိုက်ဘူးကိုရီးယားအရသာလည်းစားချင်တယ်spicy sauce ကိုမှအဆက်လေးလဲစားချင်တယ်ဆိုလို့ရှိရင်ဒီရှာရဲ့ spicy sauce လေးနဲ့အိမ်မှာအလွယ်တကူလှုပ်စားကြည့်နော်ကျွန်တော်ကတော့ဒါလေးနဲ့အရသာရှိရှိလှုပ်စားဖြစ်ပါတယ်နောက်ထပ်ဘာတွေစားပြရမလဲဘာတွေချက်ပြရမလဲဆိုတာကို comment မှာပြောခဲ့ပေးလို့ရပါတယ်ဒီလိုမျိုးကိုရီးယားထမင်းတုပ်လေးကိုအိမ်မှာအလွယ်တကူလှုပ်စားကြည့်နော်အရသာလည်းရှိတယ်အချိန်အများကြီးလည်းပေးစရာမလိုပါဘူးဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့အထူးပဲကျေးဇူးတင်ပါတယ်နောက် vlog ဒီမှာပြန်ဆောင်ကြမယ်နော်အားလုံး bye bye